မင်္ဂလာပါဓမ္မမိတ်ဆွေများဒီကနေ့မှာပြည်မြို့ဝေပုံလရာမကျောင်း၌ဝေပုံလဆရာတော်ဘုရားကြီးရေးသားစီရင်ခဲ့တဲ့ဝိဇ္ဇာမယပညာမတ်စုကျမ်းကပဋိစိတ်ပြီးပညာဖြစ်ပုံကိုတင်ပြပေးပါမယ်ပဋိစိတ်ခြင်းနဲ့ပညာဖြစ်ပုံကိုလောကုတ္တရာတရားလားလောကီတရားလားလို့မေးစရာအကြောင်းရှိပါတယ်အဲ့ဒီလိုမေးရင်တော့လောကီတရားလို့ပဲဖြေရပါမယ်ပဋိစိတ်လာလည်းဖြစ်ဖြစ်ကတိုင်းရှုလာလည်းဖြစ်ဖြစ်အဲ့ဒီတရားတွေကသမထတရားတွေဖြစ်ကြောင်းကိုတော့မှတ်ယူထားရပါမယ်အဲ့ဒီလိုပဋိစိတ်ခြင်းကြောင့်ပညာဖြစ်ပေါ်အောင်အားထုတ်မယ်ဆိုရင်နံပါတ်1ဝိရိယရှိထားရပါမယ်နံပါတ်2တတိတရားကိုရှိထားရပါမယ်နံပါတ်3ပြီးရင်ပြီးရောဆိုပြီးသဘောထားပြီးဖြစ်တယ်လို့ပဋိကိုမဆက်ရပါဘူးနံပါတ်4ပဋိကိုလေးစားစွာဆက်ရပါမယ်အဲ့ဒီချက်4ချက်ကိုအထူးတတိထားပြီးအားထုတ်ကြပါနောက်ပြီးပဋိကိုပညာဖြစ်အောင်အားမထုတ်မီနံပါတ်1ရဟနာ3ပါးဆရာသမားမိဘစသည်များကိုရိုးသေးစွာရှိခိုးခြင်းပူဇော်ကြောခြင်းများကိုပြုလုပ်ရပါမယ်နံပါတ်2 5ပါးသီလကိုတော်၎င်း9ပါးသီလကိုတော်၎င်းစောင့်တည်ရပါမယ်နံပါတ်3အထက်ထွေရောက်ပေါက်ဆရာကြီးများဆရာတော်ကြီးများကိုတော်ပါရှိခိုးပါပန်းစီနီအမွေးတိုင်းစသည်များပူဇော်ပါနံပါတ်4သစ္စာအဋိဋ္ဌံနဲ့ပညာဖြစ်ပုံကိုအရင်ကဗီဒီယိုတွေမှာတင်ထားခဲ့မှုတဲ့အတွက်သစ္စာပြုပုံတိုင်တယ်ပုံစုတောင်းပုံအတိုင်းပြုလုပ်ကြရပါမယ်နံပါတ်5ကတော့ပွဲ9ပွဲပြင်ရပါမယ်တပွဲကတရားမင်းအတွက်တပွဲကတတဝထနမင်းတပွဲကဝိလကနမင်းတပွဲကဝိပက္ခနမင်းတပွဲကကိုရနမင်းအားလုံးစုစုပေါင်းတရားမင်းနဲ့တကွသူမဟာရဲ့နတ်မင်းကြီး၄ပါးဖြစ်ပါတယ်မပြော3ပြီးအုံဒီတစ်လုံးကွန်စေးလက်ဖက်အမွေးတိုင်းပါပါလိနံပါတ်6ကတော့အဲ့ဒီကတော့ပွဲတွေရှိမှာတန်ပြတ်နဲ့ရေဦးကောင်းကောင်းတစ်လုံးထားပါရေတန်းတန်းစင်စင်ကိုလည်းထည့်ထားပါရေဦးကိုအဖုံးလုံခြုံပါစေကတော့ပွဲ9ပွဲဘေးတွေမှာညောင်ရေဦး9ဦးရှိပါစေအောင်တပြေ9မျက်စီထိုးထားပါပြီးရင်နတ်မင်းကြီးတွေကိုပင်ဖိတ်ပြီးတော့ကတော့ပွဲတွေကိုလူတန်းပါပြီးရင်သစ္စာစုအဋိဋ္ဌံပြုတိုင်တဲ့စုတောင်းပါနံပါတ်9ကတော့ပတိကိုစိတ်တဲ့အခါမှာပတိကိုပုံမှာပြထားတဲ့အတိုင်းပတိကိုလက်နှစ်ဖက်နဲ့ကန်ပြီးလက်ရဘက်ကိုပပွားဘက်ကကန်ပြီးလက်ရပေါင်ပေါ်တင်လက်ဝဲလက်ကိုပတိကန်ပြီးတော့လက်ဝဲပေါင်ပေါ်တင်ပြီးဆက်ရပါမယ်ပတိစိတ်ရင်သိပ်ပြီးတော့မမြန်ရပါဘူးသိပ်ပြီးတော့လည်းမနေရပါဘူးအနေတော့ပုံမှန်စိတ်ပါခန္ဓာကိုယ်ကိုလည်းကုန်းချင်းမှတ်ချင်းမရှိစေဘဲနဲ့နေထိုင်လို့အကောင်းဆုံးနေရာမှာရှိပါစေခေါင်းကိုလည်းငုတ်လုံးချင်းမော့လုံးချင်းမဖြစ်စေရပါဘူးမျက်နှာကိုတက်တက်ထားရပါမယ်ခါးကလည်းမကုန်းလုံးမမတ်လုံးအနေတော့ရှိနေရပါမယ်နံပါတ်8ကတော့ပတိမစိတ်ခင်ရေချိုးခြင်းနတ်လာဖြူဆွတ်ဖြန်းခြင်းပိတ်ဖြူဝတ်ခြင်းများကိုပြုလုပ်ကြရပါမယ်ပတိစိတ်ရင်ဂုဏ်တော်ရဲ့အတိတ်ပဲကိုသင်မြင်နိုင်ရပါမယ်ဥပမာအရဟံဂုဏ်တော်ကိုပတိစိတ်ရင်အရဟံဟူဒီကလူမင်းနတ်မင်းဗြဟ္မာမင်းတို့ဤပူဇော်အတုကိုခံယူတော်မူထိုက်တော်မြတ်စွာဘုရားလို့အတိတ်ပဲရပါတယ်ဒါကြောင့်အရဟံဂုဏ်တော်ကိုပတိစိတ်ရင်ပုံသဏ္ဍာန်ကတော့လူနတ်ဗြဟ္မာတွေကမြတ်စွာဘုရားကိုပူဇော်ရှိခိုးနေတာကိုစိတ်ထဲကနေထင်မြင်စွာနဲ့ကြည်ရှုဆင်ခြင်ပြီးတော့အရဟံဂုဏ်တော်ကိုပတိစိတ်ရပါမယ်ကျန်တဲ့ဂုဏ်တော်တွေကိုလည်းသူဆိုင်ရာအနတ်အတိတ်ပဲပေါ်လာအောင်စိတ်ထဲကနေအာရုံပြုပြီးပတိကိုစိတ်ပါနံပါတ်9ကတော့တနေ့ကိုပတိ108ပတ်ဆက်ရပါမယ်တထိုင်တည်းဆက်ရပါမယ်တထိုင်နဲ့108ပတ်ရအောင်ဂုဏ်တော်9ပါးကိုပတိဆက်ရပါမယ်45ရက်တိတိအဋိဋ္ဌံဝင်ပြီးပတိဆက်ရပါမယ်45ရက်မစိမချင်းပတိစိတ်ကိုမပြတ်ကွက်ရပါဘူးနေ့စဉ်108ပတ်ရအောင်တထိုင်နဲ့ပတိစိတ်နေစဉ်အတော်အတွင်းမှာတနေ့တွက်ရင်108ပတ်စိတ်လို့ပြီးစီးသွားရင်မိမိရဲ့အရှိမရှိတဲ့ရေအိုးကိုမြတ်စွာဘုရားရဲ့ဂုဏ်တော်9ပါးနဲ့9ခေါက်မှန်ပြီးဆုတောင်းပြီးတားရပါမယ်နံပါတ်10ကတော့အဋိဋ္ဌံ45ရက်ဝင်ပုံကိုအရှိကဗီဒီယိုမှာပြထားတဲ့အတိုင်းဆိုပြီးတော့အဋိဋ္ဌံဝင်ပါအဒီကိုအဋိဋ္ဌံပြုပြီးစိတ်တဲ့ပုံကတော့အလုံးစုံသောအထက်ဆရာကြီးများဆရာတော်ကြီးများနဲ့အထက်နတ်မင်းကြီးအပေါင်းတို့အကျွန်ုပ်သည်မြတ်စွာဘုရား၏ဂုဏ်တော်9ပါးအားတထိုင်တည်းဖြင့်ပတိအပတ်ပေါင်း108ပတ်ရအောင်ပတိစိတ်ပွားများအားထုတ်ပါမည်ထို့သောအားထုတ်နေစဉ်ပတိအပတ်ပေါင်း108ပတ်မပြည့်မချင်းဒါရကမထပါပတိအပတ်ပေါင်း108ပတ်မပြည့်မချင်းနောက်လည်းမကြည့်ပါခေါ်တော့လည်းမထူပါမေးတော့လည်းစကားပြန်၍မပြောပါမန့်ချင်းဘရစိတ်များကြိုက်ခဲပါတော့လေ108ပတ်မပြည့်မချင်းမရိုက်မပုတ်မတတ်ပါမင်္ဂန်သောသစ္စာအဋိဋ္ဌံကိုအထက်ဆရာကြီးများဆရာတော်ကြီးများတရားမင်းနဲ့ကအထက်နတ်မင်းကြီးများ၏ရှေ့မောက်၌မင်္ဂန်သောသစ္စာအဋိဋ္ဌံကိုပြုအပ်ပါသည်ဗျာထိုကောင်းမှုသစ္စာအဋိဋ္ဌံတကူကြောင့်အကျွန်ုပ်အားအထက်ဆရာကြီးများဆရာတော်ကြီးများသည်၎င်းအထက်သမ္မာဒီဝနတ်များတရားမင်းနှင့်တကွသာသနာတော်စောင့်နတ်မင်းကြီးများသည်ကြက်မှတ်စွာကုညီဆောက်ရှောက်တော်မူကြပါစေတည်းအတတ်ပညာများကိုသင်ကြားပေးတော်မူကြပါစေကုန်သတည်းအမြင်အကြားမနောမြတ်အသိဉာဏ်များကိုဝိုင်းကူပေးသနာကြပါစေကုန်သတည်းဝ
ဝိဇ္ဇာမဟိတိအတ္တနတ်တို့၏အတ္တဇောကြီးတို့၏အတ္တများကိုပိုင်ဆိုင်ပြီးစီးရပါလို့ဤစုံမျိုးတရားနဲ့တပါနတ်များတရားနဲ့တပါနတ်ဆိုဘလူးဆိုများကိုနေနည်းနိုင်ရပါစေတည်းဝိဇ္ဇာဉာဏ်တို့ကိုအစိုးရ၍10ပါးသောတိဋ္ဌိကြီးများကိုပိုင်ဆိုင်ရကနိဗ္ဗာန်ကိုဝင်ဆံရပါစေတည်းပထဝီမြေသုံးတွင်နှင့်ပရမီမြတ်9ထပ်အားလိတာဝရိန်ကဒေဝိန်တကြားသာသနာတော်ကိုများစွာစောင့်ကြနတ်မင်းမြတ်တို့တည်တော်မူကြပါစေကုန်သတည်းအထက်ဆရာတော်ကြီးများအထက်ဆရာကြီးများသည်အတိတ်သိပြု၍စောင့်ရှောက်ကြပါစေကုန်သတည်းနံပါတ်7ပဋိစ္စယံအစီအစဉ်ကတော့နံပါတ်1အရဟံ၄ပါးစိတ်ပါနံပါတ်2သမ္မာသမ္ဗုဒ္ဓ6ပါးစိတ်ပါ3ဝိဇ္ဇာဆိုတဲ့တန်ပန်တော်10ပါးစိတ်ပါ4ပြုကတော့10ပါးစိတ်ပါ5လောကဝိတုကို12ပါးစိတ်ပါ6အနုတ္တရပုရိသဓမ္မတာရတိကို14ပါးစိတ်ပါ9သတ္ထာဒေဝမနုဿာနံကို16ပါးစိတ်ပါ10ဗုဒ္ဓကို18ပါးစိတ်ပါ9ဘဂဝါကို20ပါးစိတ်ပါစုစုပေါင်းအပတ်108ပတ်ရပါတယ်နဝင်းကြည်ပါတယ်နံပါတ်7ထို့သောအထိုင်ထဲဖြင့်ပတိအပတ်ပေါင်း108ပတ်ရအောင်တစ္ဆာအဋိဋ္ဌံပြု၍ပတိဆက်ရသောကောင်းမှုကြောင့်အကျွန်ုပ်သည်တိဋ္ဌိ10ပါးပေါရပါစေတည်းဒိဋ္ဌသောတာဉာဏ်ဒိဋ္ဌစကုဉာဏ်ပရစိတ်တဝိဇာနာနဉာဏ်ပုပ္ပေနိဝါဒဉာဏ်အိဋ္ဌိဝိဒပညာဉာဏ်မျိုးကိုပိုင်ဆိုင်ပြီးစီးရပါစေတည်းဇုံမျိုးတရားနဲ့တပါနတ်မျိုးတရားနဲ့တပါကဝေမျိုးတရားနဲ့တပါစသောနတ်ဆိုနတ်ဝါများကိုအာနာပေးတိုင်းနေနှင်းပြီးစီးရပါစေတည်းအာနာကြီးခြင်းပညာကြီးခြင်းတကူကြီးခြင်းဖြစ်ရ၍မတ်ဖို့နိဗ္ဗာန်ကိုအမှန်ဝင်ဆိုင်ရပါစေတည်း45ရက်ပတ်လုံးတတ်လွတ်စားပြီးပတိစိတ်အဋိဋ္ဌံပြီးအောင်မြင်ခဲ့မယ်ဆိုရင်အာနာကြီးခြင်းပညာကြီးခြင်းဘုံကြီးခြင်းဖြစ်ပါတော့တယ်စုံနတ်ကဝေမြေပုတ်တွေကိုနိုင်နေခြင်းဝိဇ္ဇာဉာဏ်များကိုလည်းပါရမီအလျောက်အထိုင်အလျောက်ရနိုင်ပါတော့တယ်ဒီနည်းကိုလိုက်ပြီးတမုဒ္ဒေကာထာကိုတော်၎င်းနမောတတဘုရားရှိခိုးကိုတော်၎င်းသရဏဂုံ3ပါးကိုတော်၎င်းအဋိဋ္ဌံသစ္စာပြုပြီးပတိစိတ်လို့ရပါတယ်ဒါမှပဲပညာရနိုင်မှာကိုမှတ်ပါပတိစိတ်ပြီးတိုင်းနေ့စဉ်ဂုံတော်9ပါးနဲ့9ခေါက်မှန်ပြီးရေကိုတောက်ရမှာကိုလည်းမမေ့တင်ပါဘူးစုတောင်းပြီးတောက်နိုင်ပါတယ်ဒီနေရာမှာပဲပတိစိတ်ပြီးပညာဖြစ်ပုံကိုပြလို့ပြီးသွားပါပြီသစ္စာတရားအဋိဋ္ဌံတရားကဝိဇ္ဇာတိုင်းမှန်သမျှမှာ၎င်းမဟာကဏ္ဍ၏ပညာရက်တွေကိုလေ့လာစီးပူးတဲ့ပုဂ္ဂိုလ်တွေမှာ၎င်းမရှိရင်မဖြစ်တဲ့တရားတွေဖြစ်ပါတယ်လောကီပညာစဉ်မှာ၎င်းလောကုတ္တရာပညာစဉ်မှာ၎င်းလောကီနယ်မှာ၎င်းလောကုတ္တရာနယ်မှာ၎င်းသစ္စာတရားအဋိဋ္ဌံတရားကအထူးရေးကြီးကြောင်းအထူးအားထားရကြောင်းသိရှိနိုင်ပါတယ်ဥပမာစစ်တပ်အဖွဲ့အစည်းထဲမှာ၎င်းကျောင်းအဖွဲ့အစည်းထဲမှာ၎င်းတရားရုံးတွေမှာ၎င်းတခြားသောကမ္ဘာအဖွဲ့အစည်းတွေမှာ၎င်းမိမိတို့နဲ့သက်ဆိုင်တဲ့သစ္စာအဋိဋ္ဌံတွေကိုသိဆိုကြရပါတယ်ပြုကြရပါတယ်အလေးထားကြရပါတယ်သစ္စာတရားအဋိဋ္ဌံတရားမရှိရင်ဘယ်ကိစ္စမဆိုအောင်မြင်မယ်လို့မယူဆပါဘူးသစ္စာတရားအဋိဋ္ဌံတရားရှိမှပဲအစအစရရအောင်မြင်မယ်လို့ထင်မှတ်ပါတယ်သစ္စာတရားအဋိဋ္ဌံတရားကပညာကိုဖြစ်စေပါတယ်ဘယ်လိုပညာကိုဖြစ်စေပါသလဲရှိစကပုံဒီမှာသစ္စာသမာဓိမှန်ကန်ကလွယ်မြတ်တစ်ပင်စေဘက်ဝင်လို့ဆိုတဲ့အတွက်ကြောင့်သစ္စာတရားကဘယ်လောက်ထိရောက်ကြောင်းကိုသိတာလာပါတယ်ဒါကြောင့်သစ္စာတရားနဲ့အဋိဋ္ဌံတရားနဲ့ပညာဖြစ်အောင်အားထုတ်နည်းကိုတင်ပြပေးလိုပါတယ်ပထမဆုံး၅ပါးတရားကိုလုံခြုံစွာခံယူစောင့်ပြရပါမယ်ဒုတိယကာမေတုမိစ္ဆာစာရကံနဲ့သူရမေရိယကံအဲ့ဒီကံတစ်ပါးကိုကာယကံမြမပြစ်မှာမကျူးလွန်ဖို့သစ္စာပြုရပါမယ်ဖယားစီမှာပြုရမှာကိုဆိုလိုပါတယ်တတိယကတော့သာသနာဆောင်နတ်ကြီးတွေကိုရည်စူးပြီးငပြောပွဲကတော့ပွဲငါးပွဲပြင်ရပါမယ်စတုထကတော့ပိတ်ဖြူစင်ကြယ်လို့ပြီးခန္ဓာကိုယ်တန့်ရှင်းစေရပါမယ်ပြင်စမကတော့သာသနာဆောင်နတ်ကြီးတွေကိုခုနှစ်ကြိမ်ပင်ဖိတ်ခေါ်ပြီးဘုရားစီမှာသစ္စာပြုတာတဲ့ကံနှစ်ပါးကိုထပ်ပြီးသစ္စာပြုပါစထမကတော့နွားသားဝက်သားကျွဲသားဒီအသား၃ပါးကိုတိရက်နဲ့မစားတော့ပါလို့နတ်မင်းကြီးတွေစီမှာသစ္စာထပ်ပြီးပြုပါတတမကတော့ဤကဲ့သို့ကျွန်ုပ်ဝင်စားဝင်ပိုင်းနေရမှာမိမိရဲ့နေလံကိုတဲ့တာနေတာနေသမီးဒီမြတ်စွာဘုရား၏ရှေးမောင်မှစ၍သာသနာတော်ဆောင်လက်လင်းကြီးများထံမှန်ကန်သောသစ္စာတော်များကိုတသက်တာပတ်လုံးဝင်စားဝင်ပိုင်းနေရမှာမိမိဒိဋ္ဌံစားဝင်ရဲ့ရက်ဆွဲကိုတဲ့ပါယနေ့ယခုချိန်မှစ၍အတတ်ထက်ဆုံးစောင့်တည်ထိန်းသိမ်းပါမည်မှန်ကန်သောသစ္စာတရားကြောင့်၎င်းမှန်ကန်သောသစ္စာကိုဆိုရပြုရသောကောင်းမှုကြောင့်တပည့်တော်သည်သာသနာတော်ကြောင့်မြတ်မင်းကြီးများ၏တကူအမျိုးမျိုးပညာမျိုးမျိုးအာနာမျိုးမျိုးကိုပိုင်ဆိုင်ပြီးစီးရပါလိမ့်ခင်ဗျာဘုံစိုးတို့တက်ပညာရုပ်စိုးတို့တက်ပညာအာကာသစိုးတို့တက်ပညာမျိုးကိုပိုင်ဆိုရပါစေတည်းဝိဇ္ဇာတို့အတက်ကိုပိုင်ဆိုင်ရ၍
အဲ့ဒီအမျိုးမျိုးကို